ဘောလုံးကွင်းထဲမှာအမြဲတမ်းပတ်ပြေးနေပြီးအဆုတ်3ခုပါတဲ့ကစားသမား9ယောက်နံပါတ်5အင်ဂလိုကန်တေကဘာကျော်ကွင်းလဲလို့ကန်တေပါကဘာမြေရဲ့80%ကိုရေလွှမ်းမိုးထားပြီးကျန်တဲ့30%ကိုကန်တေကလွှမ်းမိုးထားတယ်ဆိုတဲ့စကားတိုင်း तू ကကွင်းရဲ့ဘယ်နေရာမှာမဆိုရှိနေတတ်သူပါသူ့ရဲ့မကုန်ခန်းနိုင်တဲ့စွမ်းအင်ကပြိုင်ဘက်တွေကိုအမြဲဒုက္ခပေးလေးရှိပါတယ်နံပါတ်4ဘာနာဒိုစီဘာမန်စီးတီးရဲ့အင်ဂျင်ကြီးလို့ပြောလို့ရတယ်ဘာနာဒိုစီဘာပါ။ तू ကနီးပညာပိုင်းနဲ့ကောင်းတာမဟုတ်ပဲတပွဲကိုပြန်မြ12ကီလိုမီတာကျော်ထိပြေးလွှမ်းနိုင်သူပါ။ပွဲပြီးကနီးမိနစ်90မှာတော့ तू ကတော့ခလီလေးတယောက်လိုလှမ်းဆန်းစွာပြေးနေတော့မှာပဲ။နံပါတ်3 James Milner အသက်အရွယ်ဆိုတာကိန်းကနန်းတစ်ခုပဲလို့သက်သေပြခဲ့သူပါ။ Milner ဟာလီဗာပူးမှာရှိစဉ်ကအသင်းရဲ့ကြန့်ခိုင်မှုစစ်ဆေးခြင်းတိုင်းမှာလူငယ်တွေကိုကြော်ပြီးအမြဲတမ်းပထမရလိရှိပါတယ်။သူ့ရဲ့အလုပ်ကြိုးစားမှုနဲ့ stamina ကတော့အမခန့်ပါပဲ။နံပါတ်2 Federico Valverde Real Madrid ရဲ့ The Falcon လို့ခေါ်တဲ့ Valverde ပါ။ သူကကွင်းလေကနေတိုက်စစ်ကနေခံစစ်ကိုဟျက်စီးလို့မြန်နှုံးနဲ့တပွဲလုံးကူးချီတန်းချီလုံနိုင်သူပါ။သူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံကစိတ်ရုပ်တရုပ်လိုပဲကြန့်ခိုင်လို့ပါတယ်။နံပါတ်1ပတ်ကြီးဆုံးနောက်ဆုံးတစ်ယောက်ကတော့အဆုတ်3ခုလို့အမည်ပြောင်းရထားတဲ့အာရှကုံဆောင်ပတ်ကြီးဆုံးပါ။စာအလက်ဖာကူဆန်ရဲ့ယုံကြည်မှုကိုအပြည့်အဝရခဲ့တဲ့သူကပွဲပြီးတဲ့အထိမရက်မနာပြေးလွှားပြီးပြိုင်ဘက်ကစားသမားတွေကိုအရေးလိုလှိုက်ကပ်နိုင်တဲ့ stamina ဘရင်ကြီးပဲဖြစ်ပါတယ်။ဒီကစားသမား9ယောက်ထဲမှာတင်းအကျိတ်ဆုံးအဆုတ်3လို့ဘရင်ကဘသူဖြစ်မလဲ။ကိုမမှာပြောသွားကြပါဦး